B ကို Spider-Man ကွက်ကြီးနဲ့ကန်ကြည့်လိုက်မယ်နော်အတန်ထွက်တာပဲလေနော်ကဲအဲ့တော့ဘာပဲဖြစ်ဖြစ်ကိုကဘလိုပဲကန်အတန်ထွက်ဖို့အတွက်ကြတော့ဒါလက်ချောင်းတွေရဲ့အားလဲလို့လို့ကန်တဲ့ position ကမှန်ကန်ဖို့လေလို့ပဲထားပါတော့ခုနအတိုင်းကိုပဲဒီလိုကန်မယ်ဆိုရင်ကြာပြတ်နိုင်အောင်လေရဒါပေမဲ့ညှိနေတဲ့အတိုင်းဖြစ်သွားပါဘောနော်ကဲအဲ့တော့ကျွန်တော်က B ကိုဒီလိုမျိုးတွေကန်နိုင်မှုအတွက်ကြတော့ဒါတဆင်ချင်းလေ့ကျင့်ယူပေးမှရမယ်နော်အဲ့တော့ဇွဲရှိဖို့တော့လိုတယ်မပြင်းပြင်းနဲ့လေ့ကျင့်အောင်ပေါ့နော်မပြင်းပြင်းလေ့ကျင့်အောင်ကျွန်တော်တချင်းလေးနဲ့လေ့ကျင့်လို့ရအောင်လုပ်ပေးထားတယ်အဲ့တော့ဘာလဲဆိုတော့အရင်ဆုံးက A နဲ့စမယ် A ကိုတချို့ကဒီလိုကန်နေဒီ၃ချောင်းပေါ့တချို့ကဒီ၃ချောင်းကန်နေဒါလက်ချောင်းပြောင်းသွားတာပဲရှိရပေါ့နော်ကန်နေဖိထားတဲ့အကွက်တွေကတော့တူတူပဲအဲ့တော့ကျွန်တော်ကဒီလက်ညှိုးမပါဘဲနဲ့ကန်ကြည့်အောင်၃ချောင်းနော်2 3 4ကန်တာဟုတ်ပြီနော်အဲ့မှာလက်တန်းလှလိုက်မယ်ရလားနော်ညရလားမသိဘူးဒါမျိုးဖြစ်သွားမယ်အဲ့တော့လက်ကလေးက၄ချိုးလက်တရွယ်၃ချိုးဒါမျိုးလေးပေါ့ဒါကို A set 2လို့ခေါ်တယ်တနည်းအားဖြင့် open call လို့မှတ်လိုက်ပေါ့ A ပဲမှတ်လိုက်ပေါ့နော်အဲ့မှာဒါမဲ့ तू ကကန်တဲ့ခါမှာ A ဆိုရင်တော့ပြဿနာမရှိဘူးဒီ၅ချိုးလေးကအတန်လွတ်နေလဲဘာမှမဖြစ်ဘူးနော်ဒါမဲ့6ချိုးလေးကတော့မြုပ်ထားရမယ်ဒါပေမဲ့အောက်က1နဲ့2ကတော့လွတ်ထားရမယ် open call ဖြစ်တဲ့အတွက်ကြောင့်ကဲပြီးသွား A ကိုနှစ်ကွက်ဆော့ဒါဆို B ပေါ့ B ကြရင်တော့ဒီ5ချိုး6ချိုးအတန်ထွက်လို့မရတော့လက်မအရေးကြီးသွားပြီလက်မကိုစုပ်ပြီးတော့ထားမှာမဟုတ်ဘူးနော်ညှစ်မထားအောင်ဒီတိုင်းပဲကတ်ထားရုံပဲအတန်မထွက်တော့ဘူးနော်ဒါဆိုဖိလိုက်ရင်တန်ထွက်တော့မှာဒါကတ်ထားတာဒီလောက်တန်ဘာမှမဖြစ်ဘူးကတ်ထားတဲ့အတန်အဲ့ဒါမသိတော့နော်တချိုးနဲ့နှစ်ချိုးကလွတ်ထားမယ်ဒါလည်း B ဆိုရင်ဒီလိုလေးပဲကန်လိုက်ရတယ်တချင်းတော်များများဒီလိုရတယ်နော်ဒါ A B နောက်ကွက်တက်ဆော့ D flat ပေါ့ဒါပေမဲ့ D flat minor ပါတဲ့နေရာမှာဒါကန်မယ်ရမယ်နော်အဲ့တော့ A B D flat နှစ်ကွက်၄ကွက်6ကွက်ကဲအဲ့တော့သူ့မှာတခုတော့ရှိရယ်ဘာလဲဆိုတော့E key နဲ့တချင်းတွေပဲလိုက်တာများတယ်ဘာကြောင့်လဲဆိုတော့ E ကငကိုရဲကသူက open call ဖြစ်နေအောင်ဒီမှာ1နဲ့2ကလွတ်နော်အဲ့တော့ကျတော့ E key တချင်းတွေမှာသွားလိုက်တယ် B key တချင်းတွေမှာတော့မလိုက်ဘူး B key တချင်းမှာလိုက်ချင်တော့ကျွန်တော်ဒီ DB နဲ့ပဲရအောင်ခိုင်းနိုင်မှရမှာနော်အဲ့တော့လောတယ်များသေးခင်မှာ E နဲ့တီးတဲ့တချင်းတွေအကုန်လုံးမှာရှိတဲ့အဲ့ D flat minor တို့ B တို့အဲ့ခုနကပြောတဲ့ဟာတွေနဲ့ပြောင်းတီးလို့ရတယ်နော်ရလာများလားဆိုကျွန်တော်စမ်းပြပေးမယ်အဲ့တော့ကျွန်တော်က E ကိုဒီလိုခိုင်းနိုင်မလားအဲ့လိုမခိုင်းနိုင်ဘူးဗျာတစ်ခုပဲခိုင်းမယ်ဆိုလည်းရနှစ်ချောင်းပဲခိုင်းမယ်ဆိုလည်းရဒါပေမဲ့လက်မတော့ဒီနေရာမှာအရေးကြီးသွားတာပေါ့နှစ်ချောင်းမြူတာမှာပေါ့နော်ဘာခိုင်းမလဲဆိုတော့ဒီမှာတစ်ကွက်မှာ3ချိုးနှစ်ကွက်မှာ4ချိုးနော်အဲ့တော့ဒီတန်ထွက်တင်းနဲ့နှစ်အောင်အမြဲတမ်းလွတ်ထားအောင်ဒါ E ဒီလက်ကလေးအောက်ကကျိုးကိုလက်ကြပြလိုက်ရင် A open call B D flat minor ဒါမှမဟုတ်အဲ့တော့အဲ့လေးနဲ့ဘာသချင်းလီလို့ရမလဲဆိုတော့ဒါပါမိုးမခအိမ်မခင်းမှာတီးကြည့်အောင်E ကိုဒီတိုင်းပဲကန်လိုက်မယ်နော်ညစ်ပပီတော့ဆုံးပြတော့တဲ့ငါချီတော့ပေါ်နှပြောင်းသွားလို့အိမ်တဲ့ချင်နေရှာချီတချင်ကပေးရပြလာစချပ်ကရေးချီဒါမျိုးပေါ့လက်ခက်ကတော့ရထားဖို့လိုပဲဗျလက်ခက်တော့မတင်ပြီးတော့ဒီနေရာမှာကျွန်တော်ကော့ကိုတင်ပေးရဖြစ်တဲ့ကြောင့်အဲ့တော့တချို့ကကျတော့လက်ခက်ကရပြီးနေပြီပေါ့စလိုကိုတွေပါရပြီးနေဒါပေမဲ့ဒီ B ကော့မှာတိုင်ပတ်နေတဲ့သူတွေကိုပြောပြရနော်အဲ့တော့အရင်ဆုံးကျွန်တော်က DRA နဲ့တီးတာများလာတဲ့ခါကျတော့ဒီလက်ကနည်းနည်းလေးအားရှိလာပေါ့ဒီနေရာကိုဖိနိုင်လာပေါ့ဖိနိုင်လာတဲ့အခါကျမှ channel လက်တွေတိုးပြီးကင်မယ်နော်အဲ့တော့အရင်ဆုံးဒီချင်းဆိုမိုးကအိမ်မခင်မှာ E ပါမယ်ဒီ flat မှာA ဒါပဲတီးသွားလိုက်ရကျန်တဲ့ဟာကိုကနဲ့ကိုအဆင်ပြေလို့တီးသွားလိုက်ပေါ့ဒါပေမဲ့အဲ့မှာပါတာကြီးပါဆို G flat တွေပါမယ် G flat ဆိုရင်မခတ်ဘူး E ကိုနောက်ကွက်ဆုပ်လိုက် G flat နော် G flat တိုင်းကိုအဲ့လိုတော့ကင်လို့မရဘူးဒါ E key ထဲမှာပါတယ် G flat ကိုကင်တော့ရတယ် open နဲ့ဒါ E key ထဲမှာပါတဲ့ဟာဆိုရင်အကုန်လုံး open နေနဲ့ပြောင်းကင်လိုက်လို့ရတယ်နော် live ဖတ်တဲ့သချင်းတွေအများတယ်အဲ့လိုပြောင်းကင်တဲ့အခါတ
ဒါမှမဟုတ်ရီမွန်ချင်းပေါ့ဝမ်းနေတဲ့ချစ်သူလို့ပါလို့အာဒန်တာဘာအိုငိုနေကွာစပြီးတော့ develop မိုင်းလား show me baby no be ငါတို့ဘဝအတွက်အေးရပါတော့အဲ့တော့ခုနမိုးမခအိမ်မက်ခမ်းများ verse byte က E ရယ် D flat minor ရယ် A ရယ် B ရယ်အခု remote ချင်းမှာကျတော့ E ရယ် D flat minor ရယ် B ရယ် A ရယ်ဟုတ်လားဒီ၄ကောပဲသူက round နဲ့ပတ်เนาะတစ်ခုပြီးတစ်ခုတစ်လက်စီတီးကြတော့ပြီးတော့နောက်ပါရောက်မယ်တကြောင်ငုံထားပြီးတော့ဖြစ်ရတယ်အဲ့လိုပေါ့เนาะအချင်း chorus ကပါလေဒီတခါပြန်တွေ့မင်းတို့ပြန်တွေ့ဒီဖက်မိုင်းနာအေးဒါဆိုလည်းတမျိုးဖြစ်သွားပြီအဲ့တော့မိုးမခအိမ်မက်ခမ်းများကျတော့ E D flat minor A B ဝမ်းနေတဲ့ချစ်သူကကျတော့ E D flat minor B A ဒီတကြားလုံးကျတော့ E B D flat minor A ပြန်တွေ့ရင်ပေါ့ပြန်တွေ့ရင်သချင်းကျတော့ E B D flat minor A ဒါတစ်ခုချင်းစီပြောင်းသွားအဲ့တော့ဒါကျတော့ကိုနောရဲ့ style ပေါ့နော် E B D flat minor A နဲ့နောက်တစ်ပုတ်ဘာရောက်မလဲဒီလိုညာအဲ့တော့ G flat minor တွေပါလေထည့်ပြီးလို့ရတယ်အားရှိတယ်ဒီသချင်းထဲမှာဆိုရင်အဲ့လိုမျိုး G flat minor ထည့်ပါ D flat minor နေရာမှာဒါပေမဲ့ကျွန်တော်တို့အခုဒီပြောတဲ့၄ကောပဲလေ့ကျင့်တာဖြစ်တဲ့ကြောင့် G flat minor နေရာမှာ D flat minor နဲ့ D ဆိုတာလည်းဘာမှမဖြစ်ဘူးအများသောအားဖြင့်တော့မသိရသူရဲ့ D ဆိုကြတော့ပဲလိုက်တယ်လို့ခံစားရတာပဲတကယ်တော့ G flat minor သူတို့တီးတာတော့ G flat minor လို့ထင်တယ်ပေါ့နော်ကဲအဲ့တော့ဟုတ်ပြီဘာရှိဦးမ6တော့မင်းတို့ဘသူမှမချစ်ခဲ့ပါဘူးငါမင်းတို့ဘသူမှမလွမ်းခဲ့ပါတရားချင်းစိတ်နာချင်းရောထွေးနေအဲ့ဒီမှာလဲဒါ A မဟုတ်ဘူးဒီ A နေရာမှာ G flat minor မှာတရားချင်းစိတ်နာချင်းရောထွေးနေဒါပေမဲ့ကျွန်တော်ကခုန၄ကောနဲ့ပဲဝင်အောင်တီးပြတာပေါ့နော်ကဲအဲ့တော့6တော့မှာကျတော့ E D flat minor A B နဲ့အဲ့ chorus ပိုင်းလေးတီးကြည့်လို့ရတယ်ပြီးတော့အဲ့ရဝန်တေးပါလဲရှိအောင်မယ်အများကြီးပဲဗျ E key နဲ့တခြင်းနေဆိုရင်အကုန်လုံးဒါတီးလို့လိုက်တယ်နော်အဲ့တော့ကျွန်တော်အခုကတိထားတာဒီ၄ကောပေါ့ E ဒါ A ဒါဆို B လို့ပြောခိုင်းတယ် D flat minor လို့ပြောခိုင်းတယ်ပြီးတော့ G flat ဆိုရင် E ကိုနောက်ခွက်ဆုပ်ပြီးခိုင်းတယ်ဒါမျိုးပေါ့ကဲတော့ G flat minor ဆိုဘယ်လိုခိုင်းမလဲဆိုတော့ဒီကောင်ရှစ်လို့လိုက်ရပြီနော်ဒါပေမဲ့လက်ကတော့ပြောင်းသွားမယ်လက်ညှိုးနဲ့လက်သကြွယ်ဖြစ်သွားမယ်ဒီမှာ3ညိုးနဲ့4ညိုးဖိတာကျန်တာအကုန်လွတ်နော်ဒါပေမဲ့လက်မတော့ဒီရဲမဲ့ပုံမှန်တိုင်းပဲပေါ့ G flat minor ဆိုဒီလိုလေးကင်လို့ရတယ် A flat minor ဆိုရင်ရောသူနှစ်ကွက်ဆော့လိုက်ပေါ့တစ်ကွက်နှစ်ကွက်ပေါ့ကောင်းတော့ညာလေးပါကိုချစ် sorry ကောင်းတော့ညာလေးပါကိုချစ်ဘယ်လိုလဲမေလို့တဲ့ကနာယူA flat minor G minor G flat minor B ညာလေးပါကိုချစ်သူအဲ့တော့ပြည့်စုံနေပြီဗျာပြောရရင်တော့ E ဟုတ်လားပြီးတော့ G flat ပါဒါ G flat ဆိုဒီနှစ်ခုပေါ့ G flat minor ဆိုရှေ့တိုးလိုက်တာပေါ့နော်ပြီးတော့ A flat minor အဲ့တော့ဒါ do re mi ဒါပဲနော်ပြီးရင် fa ပြီးတော့ so B la D flat minor နော်ပြီးတော့ T တို့ T ကတော့မလိုအပ်ဘူးထားလိုက်ရအဲ့တော့ဒီလောက်ပြည့်စုံရပြီဗျာဟုတ်ပြီနော်ဒါကတော့ဒါအရင်ဆုံးကျွန်တော်ကအလွယ်နည်းနဲ့ကင်ကြည့်တာပေါ့ဒီ A တို့ဒီ B ပေါ့အဓိက B ကိုကင်နိုင်အောင်ပေါ့အဲ့တော့ဒီဟာနဲ့ကျွန်တော်ကနည်းနည်းကျင်သားရနေပြီဆိုရင်လက်တန်းထည့်လိုက်နော်အဲ့ဒါကျင်လို့ရဒါကဒီဘက်၄ချက်ဒီပေါ့1 2 3
အဲ့မှာလက်တန်းမတန်ဘူးလို့ပြောတဲ့သူရှိတယ်တချို့ကအဲ့လက်တန်းမတန်ဘူးဆိုရင်သူကလက်တန်းကိုလွတ်ထားရပါတော့ဒါတစ်ချက်လက်ကဒီလိုဖြစ်နေမှာပေါ့ပြီးသွားရင်လက်တန်းကိုရောင်းဖိအဲ့မှာတကယ်လို့ဒီလိုဖိတဲ့အခါမှာမဖိနိုင်အောင်ကတ်နေရဆိုလဲရတယ်ဒီဘက်လက်ကယူပြီးတော့ကိုယ့်နဲ့ကိုဖိတဲ့အားတော့သူ့လည်းသူဖိပေါ့ဒါပေမဲ့လက်ကလိုက်ပြီးတော့ဒီဘက်ကလိုက်ထိန်းပြီးလို့ရတယ်နော်ဖိလိုက်မြောက်လိုက်လို့ကြာလာရင်တော့အားလေးကလေ့ကျင့်မှာပဲအဓိကဟိုအဲ့လိုနာကျင်နေတဲ့သူတွေပါရဆိုရင်တော့မလုံးနဲ့ပေါ့ဗျာဒါမနာဘူးပုံမှန်ပဲ EC ပဲဆိုတဲ့သူတွေကတော့ကျင့်လို့ရတယ်နော်ဒီလိုလေးပဲဟုတ်လားဒါရပြီဆိုလက်တန်းကလည်းတန်သွားပြီအတမလည်းတက်သွားပြီနော်လက်တန်းကတော့မျိုးကျင့်လို့ရတချို့ကြောက်လည်းတရားကျင့်တာပေါ့အဲ့မျိုးတီးကြတယ်ပြောရင်လက်ကြွယ်နဲ့လက်ကလန်ကျင့်မှာဆိုလည်းအဲ့လိုဒါမျိုးတီးကြပါမျိုးတီးကြအဲ့တော့မျိုးကျင့်လို့ရတယ်ထားပါလက်ညှိုးနဲ့လက်တန်းမကျင့်မှာဆိုလည်းရပါလေကိုယ်ကနေကိုလှုပ်ရှင်တယ်လို့လှုပ်လို့ရလေ့ကျင့်ရင်တို့လေ့ကျင့်လို့ရတယ်ဒါပေမဲ့နာကျင်မှုမရှိဘူးလို့လိုတယ်နော်နာကျင်နေရဆိုတော့မလေ့ကျင့်နဲ့ထားလိုက်ကဲတော့ဟုတ်ပြီ A ကိုဒီလိုကန်နိုင်သွားရင်နောက်ကိုဆော်လိုက် B ပေါ့ဒါပဲနော်အဲ့ချိန်မှာကျွန်တော်တို့ကဒီလက်ညှိုးကဘာကြောင့်ထည့်ရလဲဆိုတော့ဒီ A ကိုနောက်ကိုနှုတ်ခွက်ဆုပ်လိုက်တဲ့အခါမှာဒီ fret ချောင်းပေါ့ဒီ net ပေါ့ပြောရရင်ဒါတော့ fret ပေါ့ဒါ net ပေါ့ဒီ net ကြီးကသူကဒီရှေ့မှာနေသူကကြံနေခဲ့တာဒီကနောက်ဆုတ်သွားတယ်ဒီကောင်လိုက်မလားပြောရရင်ကျွန်တော်ဒီပုံစံမှာကင်တဲ့ဟာဒီကောင်ကလက်ချောင်းဖိပေးထားသလိုမျိုးဖြစ်နေတာပေါ့နော်အဲ့တော့နောက်ဆုတ်လိုက်တဲ့အခါမှာလည်းသူ့ဟာအဲ့လိုမျိုးဖိပေးထားသလိုမျိုးဖြစ်နေရမှာမဖြစ်တဲ့အခါကျတော့ဒီကြိုးလွတ်ကြိုးတွေကကျတော့ဒီအတန်ကြီးမှာပဲကြံနေခဲ့တယ်အဲ့တော့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ကဒီ A ကိုနောက်ဆုတ်တဲ့အခါမှာသူနဲ့ကျွန်တော်ဒီမှာဖိရတဲ့အကွက်နဲ့ဒီနက်နဲ့ဘလောက်กว่าလဲကြည့်လိုက်တော့အချားမှာတစ်ကွက်ချရတယ်လားတစ်ကွက်ချကျွန်တော်က A ကိုနောက်ဆုတ်လိုက်တဲ့အခါမှာလည်းကျွန်တော်တစ်ကွက်ချဖိပေးရမှာဒါဆိုကြားထဲမှာတစ်ခွက်ချတစ်ခွက်လွတ်တယ်လေအဲ့လိုပြီးပြရမယ်နော်ရလားအဲ့ဒီနောက်ဆုတ်တဲ့အခါမှာလည်းကျွန်တော်ကတစ်ခွက်လွတ်ပြီးပြရမယ်အဲ့တော့ဟုတ်ပြီဒီလိုကန်တဲ့အခါမှာလည်းအခုကအရင်ဆုံးဒီဟာကိုရသွားပြီဗျာဒီတိုင်းကိုကန်နိုင်သွားပြီကန်နိုင်သွားပြီဆိုမှလက်ချောင်းထည့်ပေါ့မကန်နိုင်သေးတဲ့အချိန်တွေမှာကိုကျွန်တော်ခုနပြောတဲ့အားနဲ့ပဲဒါနဲ့ပဲတီးသွားလိုက်ရတယ်တချင်းနေ B နေရာမှာအဲ့ဒါကိုတီးသွားလိုက်ဒါပေမဲ့ B key မှာတော့မလွယ်ဘူးနော် E key တချင်းတွေကိုပြတာဒါပေမဲ့ဒီလိုရတယ်ဘာမို့ကျင့်ပေါ့ဒီတိုင်းပဲကိုကနေကိုအားနေမတန်အောင်အဲ့လိုထိုင်ကျင့်လို့ရတာပဲနော်ဘယ်လိုပဲကျင့်ရတာပဲအဲ့တော့ဒီအဆင့်ရတော့ရသွားပြီဗျဒါပေမဲ့ဒီလိုကန်နိုင်ဖို့ကြမကန်နိုင်သေးဘူးအဲ့လိုသမားတွေကြတော့ဘယ်လိုကျင့်ရလဲဆိုတော့အရင်ဆုံးဒီနှစ်ချောင်းပေါ့နှစ်ချောင်းဖိလိုက်တယ်အတန်ထွက်လာလို့ဖိရနော်ဖိတဲ့ခါမှာလည်းအဲ့လိုဖြစ်နေရမှာဒီလိုလေးပေါ့ဒီလိုကြီးတွေအရင်ကွေးကြကော့ကြလည်းမလို့ဒီကနေ့ဖိတာရတယ်ပြီးသွားရင်နောက်ဆုံးဒီမှာနှစ်ချောင်းပေါ့နော်ဒီမှာအတမတက်လာပြီဒါပါတော့เนาะတချို့ကြောင့်လည်း F ကင်နိုင်ပြီးသားဆိုတော့အတန်ထွက်ပြီးသားဆိုတော့ဒီကောင်အတွက်ကျင့်ကြမလို့ဆိုရင်ရှစ်ထိုးလိုက်အပေါ်တစ်ချောင်းထိုးလိုက်သုံးချောင်းကျင့်เนาะအဲ့တော့ဒီမှာဒီပေါ့ဒါလေးပဲပြီးသွားရင်၄ချောင်းဟုတ်ပြီနော်ကျွန်တော် flat နဲ့မဟုတ်လို့လက်နဲ့ပြင်နေဒါ၄ချောင်းဆိုလည်းဖိနိုင်နေပြီအဲ့ဒီအချိန်မှာဒီလက်ကြားတွေကနားမှာပဲဘာကြောင့်နားမှာလဲဆိုတော့အတန်မှမရှိတာအတန်မှရှိတော့မနာတော့เนาะအဲ့တော့နားတော့ဖြည်းဖြည်းချင်းပဲကျင့်ပေါ့ကျင့်လိုက်နားလိုက်ကျင့်လိုက်နားလိုက်ကျင့်ပေါ့၄ချောင်းဖိသွားပြီဆို၅ချောင်းဖိလိုက်ဒါပေမဲ့သူ့ရဲ့လက်ကပုံစံကသူကဒီဟာကြီးနေနဲ့ဒဲဖိရတဲ့ပုံစံမျိုးမဟုတ်တော့ဘူးဒီဘားတွေကပြောရရင်တော့ဟို၅ချောင်းနဲ့၆ချောင်းနဲ့ဖိတဲ့ခါမျိုးကြရင်သူကလက်ကသူကတစ်စောင်းလေးဖြစ်သွားတယ်ဒီဘေးတစ်စောင်းလေးနဲ့ပေါ့နော်ဘေးတစ်စောင်းလေးနဲ့ဖိရတာမျိုးဖြစ်သွားတယ်အဲ့ဒါမျိုးဆိုလည်းဒီလိုလေးဖြစ်သွားတယ်ပြောရင်6ချောင်းကျင့်တစ်ချောင်းနဲ့မဖိနိုင်ဆိုရင်ဒီဘက်လက်က
ဖိပေးလို့ရအကူပြီးတော့ဒီလိုမျိုးလေးပေါ့ထပ်ပြီးတော့ဟာသူကဒီဘေးလေးနဲ့ဖြစ်သွားရင်ရပြီနော်ဘေးရပို့ပြီးတော့ဖိရတာတန်တယ်ပေါ့ဒီကြားလေးကျတော့အရင်နာမလေးအဲ့တော့ဒီကြားလေးက3ကျိုး4ကျိုးလောက်ထိပါပဲရပြီဆိုရင်ဒါဒီဘေးကတော်တော်ဟွာဖြစ်သွားပြီဒီဘေးရပြီဆိုရင်တော့ခုနအတိုင်းဒါလေးကိုတီးတယ်ပြီးသွားရင်အဲ့လိုတီးတယ်ဖြည်းဖြည်းစီတီးကြည့်ပေါ့ဖြည်းဖြည်းစီတီးကြည့်မယ်တကောလည်းပြင်ကျန်တဲ့ကောတွေပါလိုက်ကြည့်သူအဲ့မှာကိုင်းတဲ့ခါမှာသူက5ကျိုးကနေပဲစကိုင်းတာ6ကျိုးကနေစမကိုင်းဘူးဒါပေမဲ့6ကျိုးကလည်းသူက sorry 6ကျိုးကလည်းသူကအတန်ဟောပဲဒီ1ကျိုးကတော့အတန်မထွက်လေပြဿနာမရှိဘူးဒီမှာနော်ဒီအဲ့လိုဖြစ်နေလဲဘာမှမဖြစ်ဘူးအဓိကအပြင်ဒီ5ကျိုးမှာအဓိကသူ့ရဲ့ root ကိုယူရတာဆို5ကျိုးတန်ထွက်ဖို့လိုတယ်ဒါပေမဲ့6ကျိုးကဖိလာလိုက်ရတယ်နှချောင်းဖိလိုက်ရတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့တကယ်တမ်းဖိရင်တော့ကျွန်တော်ဒီတိုင်းပဲဖိတယ်5ကျိုးကနေပဲစဖိတယ်6ကျိုးကကြတော့ဒီလက်ညှိုးကမြုပ်လာတာပေါ့ပြောရင်တော့ဒီလက်ညှိုးထိတ်လေးနဲ့တွားပြီးတော့5ကျိုးဖိတဲ့အခါမှာတွားပြီးမတိတတိလေးဖြစ်နေတာအဲ့တော့တမထုတ်ဘူး6ကျိုးကအဲ့လိုမျိုးမြုပ်လာနော်6ကျိုးကဖိမှဆိုတော့ဒါသူ့ရဲ့ဆိုးပေါ့ဆိုးဖြစ်သွားမှာနော်ဒါမျိုးပေါ့အဲ့တော့ရမယ်လို့ပြောလင်းပါတယ်အဲ့တော့ဒီဟာလေးပဲဘာမှမခက်ဘူးနော်တစ်စင်းချင်းနေသွားမှာနော်ကဲအဲ့တော့နောက်ပိုင်းဒါလေးရသွားပြီဆိုတဲ့ခါကျမှကိုကဒါရင်းနဲ့တီးကျင်တယ်ဆိုလဲအဲ့လိုပဲတစ်ချောင်းချင်းနေပေါ့ AD တယ်ဒါမှ3ချောင်းနဲ့ဖြည့်ရတယ်ဒီမှာ3ချောင်းနဲ့ဖြည့်လက်ကျင်နဲ့ဖြည့်အဲ့လိုရလာပြီဆိုရင်တို့ကြောင်းကန်လို့ရတယ်အဲ့မှာလည်းဒီကအတန်ထွက်စရာမလိုထွက်လည်းရတယ်မထွက်လည်းရတယ်ဒါပေမဲ့ကျွန်တော် just တင်တော့ကြတော့ဒါမထွက်လည်းရတယ်လို့ပြောတာဆရာကဲအဲ့တော့အမျိုးမျိုးကျင့်ပေါ့ဒီလိုပါပဲဒီလောက်ပါပဲကျန်တဲ့မသိတဲ့ဟာတွေရှိရင်လည်းမေးတာပေါ့ကျွန်တော်အကုန်လုံးသိသလောက်တော့ပြန်မျှဝေပေးမယ်နော်ကဲအဲ့တော့ဒီလောက်ပါပဲကျေးဇူးပါ